English စာကိုနည်းနည်းကြည့်ပြီးသင်နေတယ် vocabulary တွေလည်းသိတယ် grammar လည်းရတယ်ဒါပေမဲ့တကယ်စကားပြောရမယ့်အချိန်နဲ့ရောက်ရောဘာပြောရမလဲမသိဆုံးသွားတယ်ဒီလိုခံစားဘူးလားဒါဆိုရင်တော့ဒီဗီဒီယိုကသင်အတွက်ပါလူရင်းပြောရရင်သင်အခုထိ English မပြောနိုင်သေးတာကသင်ထင်နေတဲ့အကြောင်းအရာတွေကြောင့်မဟုတ်ဘူးဟန်နီတို့ကငါ vocabulary မလုံလောက်သေးလို့ငါ grammar တွေညံ့နေသေးလို့ဆိုပြီးကိုအပြစ်တင်တတ်ကြတယ်တကယ်ပြဿနာကအဲ့ဒါမဟုတ်ဘူးပြဿနာကသင် English ကိုမှတ်စုတွေလိုက်စုနေတာဖြစ်ပြီးစကားပြောထွက်မဲ့စနစ် system တစ်ခုတိစောက်မနေလို့ပဲဖြစ်တယ်မိခုတစ်ခုမေးမယ်သင် English vocabulary ဘယ်နှလုံးသိတယ်ထောင်နဲ့ချီတာဒါဆိုရင်အဲ့ဒီထဲကဘယ်နှလုံးကိုနေ့စဉ်စကားပြောတဲ့အခါတကယ်သုံးဖြစ်လဲအနည်းစုပဲသုံးတယ်ဟုတ်တယ်ဟုတ်ဘာလို့လဲဆိုတော့ဘာသာစကားဆိုတာက vocabulary တွေကိုအတင်းလိုက်စုထားတာမျိုးမဟုတ်ဘူးဘာသာစကားဆိုတာ pattern ပုံသေးတိဆောက်ပုံတွေကိုစုစည်းထားတာဖြစ်တယ်ဒီအချက်ကိုလူတော်တော်များမေ့နေတတ်ကြတယ်ဥပမာလက်ကိုအပိုင်းစပါတဲ့ဘူးတဘူးကိုတင့်ကိုပေးလိုက်ရင်ချက်ချင်းအဆောက်အုံလှလှလေးစောင့်နိုင်မလားမစောင့်နိုင်ဘူးဘာလို့လဲဆိုတော့ blueprint ပုံစံချမ်းမရှိလို့ပဲဒါပေမဲ့ဒီအပိုင်းကိုတော့ဒီမှာချိတ်ပါဒီကောင်ကိုတော့ဒီမှာတက်ပါဆိုတဲ့ blueprint ပုံစံချမ်းသာရှိနေရင်ခလေးတောင်စောက်တတ်တယ် English လည်းဒီအတိုင်းပဲလူအများစုကလက်ကိုတော့ vocabulary တွေပဲလိုက်စုနေကြတယ်တကယ် fluent ဖြစ်တဲ့သူတကယ်ကျွမ်းကျင်တဲ့သူတွေက blueprint pattern တွေကိုပဲအသုံးချကြတယ် native speaker တွေကစကားပြောတဲ့အခါစာကြောင်းတွေကိုတကြောင်ချင်းခေါင်းထဲမှာဘာသာပြန်မနေဘူး grammar rules တွေကိုလည်းအချိန်တိုင်းစဉ်းစားမနေဘူးသူတို့က pattern တွေကိုပဲထက်ခါသုံးသွားကြတယ်it takes time to ဆိုတဲ့ pattern လေးတစ်ခုကိုပြောပြမယ်။သူရဲ့အဓိပ္ပာယ်ကတစ်ခုခုလုပ်ဖို့အချိန်ယူရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုး။ဥပမာ it takes time to learn English လေ့လာဖို့အချိန်ယူတယ်။ it takes time to improve တိုးတက်ဖို့အချိန်ယူတယ်။ it takes time to be confident ယုံကြည်မှုတည်ဆောက်ဖို့အချိန်ယူတယ်။ဒီ pattern တစ်ခုတည်းနဲ့တင်သင်ပြောချင်တဲ့စာကြောင်းအများကြီးကိုပုံသွင်းယူလို့ရတယ်။စဉ်းစားကြည့်ဒီလို powerful ဖြစ်တဲ့ pattern အခု90လောက်သာတက်လက်ထဲမှာရှိရင်စကားပြောရဘယ်လောက်ထိလွယ်ကူမလဲသင်တွေးနေစရာမလိုဘူး motivation မလိုဘူး system ပဲလိုတယ်ငါဘာလို့ရေရှည်မလုပ်နိုင်တာလဲဆိုပြီးတော့ကိုစိတ်ပြတ်မနေနဲ့သင်ပြင်းလို့မဟုတ်ဘူး motivation မရှိလို့လည်းမဟုတ်ဘူးသင်ရဲ့လေးလာနေတဲ့စနစ် learning plan ကရှုပ်ထွေးလို့နေလို့ဖြစ်နိုင်တယ်တနေ့ကို3နာရီစာလေးလာမယ် course 5ခုဝယ်မယ်application လေးခုတောင်းမယ်ဒီလို plan ကြီးတွေကတစ်ပတ်နှစ်ပတ်ပဲခံမယ်ဘဝကအလုံးရှုပ်လာတဲ့နဲ့အမျှဒီ plan တွေအကုန်ကပြတ်နိုင်တယ်မှတ်ထားပါ English လေ့လာတဲ့အခါမှာ motivation ထက် system စနစ်ကပိုအရေးကြီးတယ်ဘလောက်ပဲအလုံးရှုပ်နေပါစေတနေ့ကို9မိနစ်10မိနစ်လောက်ပဲပို့ပနဲ့ pattern တွေကိုထက်ခါသုံးဖြစ်အောင်ဖန်တီးထားတဲ့စနစ်ပဲလိုတယ်ကျွမ်းကျင်မှုဆိုတာကတရက်ထဲနဲ့မော်ဆက်ဆန်ရလာတာမဟုတ်ဘူးနေ့စဉ်အသုံးများတဲ့ pattern တွေကိုထက်ခါသုံးရင်းနဲ့ထွက်လာတဲ့ရလဒ်ပဲဖြစ်တယ် vocabulary တွေ grammar တွေမလိုဘူးလို့ဟန်နီမပြောဘူးဒါပေမဲ့တကယ် pattern တွေက knowledge အုံနောက်ထဲကအသိနဲ့ speaking နှုတ်ကထွက်လာတဲ့ကြားကတရားတစ်ခုပဲဖြစ်တယ် pattern တွေကတင့်ကို I know English level ကနေပြီးတော့ငါ English စာသိတယ်ဆိုတဲ့ level ကနေ I can speak English ငါ English လို့ပြောနိုင်တဲ့အဆင့်ထိကိုတိုက်ရိုက်ခေါ်သွားပေးလိမ့်မယ်ဟန်နီတို့ရဲ့ပန်းတိုင်က perfect ဖြစ်နေတဲ့ English မဟုတ်ဘူး dictionary တစ်ခုလုံးကိုလည်းအလို့ချက်စရာမလိုဘူးဒါပေမဲ့တကယ် real conversation တကယ်လက်တွေ့မှာ confidence ရှိယုံကြည်မှုအပြည့်နဲ့ရဲဝံ့ပြောနိုင်ဖို့ပဲဒါကြောင့်ဒီနေ့ကစပြီးတော့ငါပဲစလုံးတွေထပ်ကြရမယ်ဆိုတာထက်ငါပဲ pattern ကိုကျွမ်းကျင်အောင်လုပ်ရမယ်ဆိုတဲ့မိကွန်းအသစ်ကိုမေးပါဒီ mindset တစ်ခုလုံးနဲ့တင်သင်ရဲ့ English learning journey တစ်ခုလုံးပြောင်းလဲသွားမယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကဲ comment မှာ English စကားပြောတဲ့အခါသင်ကိုအတားအဆီးဖြစ်စေတဲ့ပြဿနာကပါလဲရေးခဲ့ပေးပါနောက်ထပ်ဗီဒီယိုတွေမှာ English စကားပြောကိုချက်ချင်းအထောက်အကူပြုစေမယ့် powerful English pattern တွေကိုချပြပေးသွားမှာမို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ See you in the next lesson